ရမေခွန်းတွေကိုဖတ်ကြားပါမယ်ရှင်။ချင်းလန်းကောင်စီအဖွဲ့ဝင်တရှိရာနေရာများကို CB ဘက်မှထိုးစစ်ဆင်နေခြင်းဥပမာ CDF လောက်သူ MDF ကံပလက်များလှုပ်ဆောင်နေသည်ကိုတွေ့ရပါတယ်။ CB ဘက်ကတီးတိမ်မတူပြီးတိုက်ပွဲကို CC အဖွဲ့ဝင်များမှလာနှောက်ရှက်မှုများရှိသည်ကိုလည်းပြောထားကြပါတယ်။ MDF ကံပလက်ဘက်ကိုတော့ချင်းလန်းကောင်စီဥက္ကဋ္ဌမှထိမ့်သိမ်းဆောင်ရွက်ကြရန်မြစ်တာရက်ခံစာပို့ထားကြောင်းကိုလည်းကြားသိရပေမဲ့ထူးခြားမှုများမတွေ့ရတဲ့အပေါ်ဖြေကြားပေးပါရန်ဆိုပြီးတော့ချင်းလန်း channel သတင်းမီဒီယာကနေပေးပို့ထားပါတယ်။နောက်တစ်ခုချင်း world media ကနေပေးပို့ထားတဲ့မိခွန်းတစ်ဆက်တည်းဖတ်ပါမယ်။ချင်းငီနောင်အဖွဲ့နဲ့ချင်းလန်းကောင်စီကြားဆွေးနွေးမှုရောဘေးအတိုင်းအတာထိရောက်နေပြီလေလက်ရှိမှာရောဒီကိစ္စနဲ့ပတ်သက်လို့လောက်ဆောင်မှုပိုင်းတွေရောရှိပါသလားဆိုပြီးတော့ချင်းဝကပေးပို့ထားပါတယ်နောက်တစ်ခု Voice of Chin VOC ကနေပေးပို့ထားတဲ့မိခွန်းကတော့ချင်းတော်လိုင်းအင်အားစုတွေအကြားပြန်လည်ပေါင်းစည်းရေးအတွက်ဘလို့ကြိုးပမ်းဆောင်ရွက်မှုရှိခဲ့တယ်လေချင်းလန်းကောင်စီအဖွဲ့ဝင်တွေမပါသေးတဲ့အဖွဲ့တွေပါဝင်လာအောင်ဆောင်ရွက်ချက်တွေရှိပါသလားဆိုပြီးတော့ VOC ကပေးပို့ထားပါတယ်နောက်တစ်ခုမြန်မာနောက်မီဒီယာကနေပြီးတော့မှ ZORO ရဲ့ကမကထလုံးမှုနဲ့ CB နဲ့ CC ဆွေးနွေးညှိနှိုင်းနေတဲ့ဖြစ်စဉ်ကရောလက်ရှိမှာဘေးအခြေအနေထိရောက်နေပြီလေဘယ်တော့လောက်ထက်မှန်တွေးဆုံဆွေးနွေးဖို့ရှိပါတယ်လဲဆိုပြီးတော့မြန်မာနောက်သတင်းမီဒီယာကနေပေးပို့ထားတဲ့မေးခွန်းများကိုဖြေကြားပေးဖို့ရအတွက်ချင်းလန်းကောင်စီတွင်မှုစလိုက်ပေါ်ကိုပဲထပ်မံဖိတ်ခေါ်လိုပါတယ်ကျေးဇူးပါဟုတ်ကဲ့ကျွန်တော်ပထမအပိုင်းဖြစ်တဲ့ဒီကျွန်တော်တို့လက်ရှိစီရေးအခြေအနေပတ်သက်ပြီးတော့မေးထားတဲ့မြခွန်းကိုအရင်ဆုံးဖြေလိုပါတယ်ဒီကျွန်တော်တို့ဒီလက်တလောမှာဖြစ်နေတဲ့စီတဲလောက်တူနဲ့ MDF ကြားကပဋိပက္ခအကြောင်းနဲ့ပတ်သက်ရင်တော့သူတို့ဒီ January last week မှာဆိုရင်တော့တိုက်ပွဲပြင်းထန်ပြီးတော့နှစ်ဖက်ကြားဆုံးမှုတွေရှိရတယ်အင်တန်မှလည်းစိတ်မကောင်းစရာအခိုက်အတန့်တစ်ခုဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့လက်ရှိဖြစ်နေတဲ့ဟာကကျွန်တော်တို့ CC နဲ့ CB ဖြစ်တယ်လို့တော့ကျွန်တော်တို့တော့ပြောလို့မရဘူးဆိုတော့ဒီဟာကသူတို့ရဲ့စီတဲလောက်တူနဲ့ဒီ MDF ကလူမျိုးစုတွေဖြစ်ကြတယ်ဒီလောက်တူနေနမိတ်နဲ့ဒီမရာနေနမိတ်တွေကထိဆက်ပြီးတော့မှနေကြတယ်ဆိုတော့တချို့ကြေးရော်တွေမှာဒီအတူတူရှင်တွေးပြီးနေထိုင်ကြတဲ့ကြေးရော်တွေလည်းရှိကြတယ်ဒီလိုမျိုးအခြေအခင်းချင်းကကျွန်တော်တို့ခေတ်ဆက်ဆက်ကဒီမရာလူမျိုးတွေကလည်းအရင်ဆိုရဆက်ဆက်က၃မျိုးနဲ့ပိုင်းခြားပြီးတော့မှထားကြတာပေါ့မတူပီထန်တလန်ပလဝါဆိုပြီးတော့လောက်တူတွေကိုလည်းအလားတူပါပဲထန်တလန်မျိုးနယ်ထဲမှာအများစုနေကြပြီးတော့မတူပီမျိုးနယ်ထဲမှာလည်းရှိကြတယ်ဆိုတော့အဲ့လိုမျိုးခင်းချင်းမှာလက်ရှိဒီနူတော်လန်ရေးရောက်လာတော့ဒီနေမြေတွေကသူတို့မြို့နယ်စုတွေအနေနဲ့ဒီဒီဇန်ဒါအုပ်ချုပ်ရေးတွေပေါ်ဆောင်ဖို့ကြိုးစားတဲ့အချိန်မှာနေမြေပဋိပက္ခလေးတွေကဖြစ်လာကြတယ်ဆိုတော့ဒီလိုမျိုးအုပ်ချုပ်ရန်တရားတွေအကောင့်တွေပေါ်တော့မဲ့အချိန်ကြတော့သူတို့ကြားထဲမှာကျွန်တော်မမားဘူးဆိုရင်2022ကရေရနဲ့စပြီးတော့သူတို့ရဲ့နေမြေပဋိပက္ခလေးတွေဖြစ်လာကြတယ်ဆိုတော့နောက်ပိုင်းမှာဒီတင်းမာမှုတွေကသူတို့ကြားထဲမှာဖြေလျှော့မှုတွေကမရှိကြဘူးဆိုတော့တဖြည်းဖြည်းချင်းနဲ့အခုကဒီနေမြေကျူးကျော်တဲ့အပိုင်းတွေမှာရောက်လာတဲ့အချိန်ကျတော့နှစ်ဖက်တိုက်ပွဲတွေဖြစ်လာတယ်လို့ပြောတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းလောက်စီတဲလောက်သူကကျွန်တော်တို့ CC ရဲ့ member ဝင်ဖြစ်ပါတယ်တစ်ဖက်မှာ MDF ဖက်ကလည်းCB ရဲ့ member ဝင်အဖွဲ့တစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့မှလည်းပြီးဝတာဝန်ရှိတယ်ဆိုတော့အဲ့ဒီမတိုင်ခင်မှာစီတဲလောက်သူဖက်ကနေပြီးတော့ MDF ဖက်ကိုတရားဝင်ဒီစစ်မထိုးဖို့ပေါ့လေဒီစစ်ကြောင်းလာတာကိုရက်တန့်ပေးဖို့အတွက်တရားဝင်စာပို့တာကို CC ဖက်ကိုလည်းမိတူပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လည်းလက်ခံရရှိတယ်ထပ်ပြီးတော့မှသဆင့်ကျွန်တော်တို့ CC ဖက်ကနေပြီးတော့မှ MDF CC ချုပ်ကိုလိမ့်မှုပေးပြီးတော့မှ CC ဥက္ကဋ္ဌကနေပြီးတော့မြစ်တာရက်ခံပေးပို့ထားတာကလည်းကျွန်တော်တို့ကအခု CC နဲ့ CB ညှိနှိုင်းဆောင်ရွက်ဆေးဖြစ်တယ်ဒီကာလမှာဆိုတော့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးညှိနှိုင်းဆောင်ရွက်ဆေးကိစ္စမှာမြေပြင်မှာပုတ်တိုက်မှုတွေရှိကောင်းရှိလိမ့်မယ်တိုးတိုးလေးပဲဒီကာလမှာတော့တက်နိုင်ဆုံးလက်နက်နဲ့အင်အားသုံးပြီးဖြစ်ရှင်းတာမျိုးကိုရှောင်ရှားပေးဖို့အတွက်ကျွန်တော်တို့လည်းပြောတာဖြစ်ပါတယ်ဆိုတော့ဒီဟာကကျွန်တော်တို့လက်ရှိဖြစ်တဲ့အခင်းချင်းပေါ့စီတဲ့ကမ်ပလက်မှာဆိုရင်လည်းဒါကကမ်ပလက်မြို့နယ်အတွင်းမှာရှိနေတဲ့သူတို့ရဲ့ဒီမြို့နယ်အတွင်းမှာဖြစ်ပွားတဲ့ပဋိပက္ခပေါ့ဒီလိုမျိုးဖြစ်ပေါ်တဲ့ပဋိပက္ခကြားထဲမှာလည်း
ကျွန်တော်တို့က CBA CCA ဆိုတဲ့အထိုင်ကနေမကြည့်ဘဲနဲ့ဘယ်နေရာမှာပဲကျွန်တော်တို့ conflict ဖြစ်နေပါစေကျွန်တော်တို့ကဝိုင်းပြီးဖြည့်ရှင်းဖို့အတွက်ကိုဒီလိုမျိုးဖြည့်ရှင်းတဲ့အချိန်မှာလဲကျွန်တော်တို့အချင်းချင်းကြားထဲမှာအင်အားသုံးပြီးတော့ဘေဘီတူလူထုကိုမဆိုဘေအဖွဲ့အစည်းကိုမဆိုဘောလေကြီးတာဖြစ်ဖြစ်ငယ်တာဖြစ်ဖြစ်ဒါအတိမတ်ပြုပြီးတော့ကျွန်တော်တို့ကဖြည့်ရှင်းဆောင်ရွက်တော်ဖို့ကိုလိုလားကြောင်းကျွန်တော်တို့စာပေးပို့ထားတာဖြစ်ပါတယ်ဒါကကျွန်တော်တို့ရဲ့ဒီအခုဖြစ်တဲ့အခင်းချင်းတစ်ခုဆိုတော့ကျွန်တော်ရှေ့မှာဖြစ်တယ်လို့ပဲဒီ CC နဲ့ CB ရဲ့ပူပေါင်းဆောင်ရွက်မှုလမ်းစဉ်ကဘယ်လိုသွားတယ်လဲဆိုရင်ခုန Zoro ဆိုပြီးမှ highlight တစ်ခုလုပ်ထားတာကျွန်တော်တွေ့ရပါတယ်ဟုတ်ပါတယ် Zoro ဘက်ကနေလည်းကျွန်တော်တို့ကိုအများကြီးဒီnegotiate လုပ်ပေးကြပါတယ်ဆိုတော့အခုလက်တလောကျွန်တော်တို့ဒီအိန္ဒိယအခြေစိုက်အနေနဲ့ဘေးအဖွင့်နာမည်နဲ့ကျွန်တော်တို့ကိုလုပ်ပေးတယ်လေဆိုရင်တော့ဒီမီဇိုရမ်မှာရှိတဲ့ဒီ CM ကနေကွက်ကဲပြီးတော့ဝန်ကြီးချုပ်ပေါ့ကွက်ကဲပြီးတော့ဒီ advocacy team တခုအနေနဲ့သူတို့လုပ်ထားတဲ့အကုန်လုံးပေါင်းပြီးတော့ဒီ advocacy team ကနေပြီးတော့မှကျွန်တော်တို့ကိုတဖွင့်ချင်းစီတော်လကောင်းနှစ်ဖွင့်ပေါင်းတော်လကောင်းကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ကြပါတယ်ပထမအဆင့်ပေါ့အဲ့ဒီကမှတစ်ဆင့်ကျွန်တော်တို့ကြားထဲမှာယုံကြည်မှုတွေတည်ဆောက်ကြမယ်ပြီးတော့အချင်းချင်းပူးပေါင်းဆောင်ရွက်လို့ရတဲ့ကဏ္ဍလေးတွေကိုကျွန်တော်အရင်ဆုံးစပြီးလုပ်ကြမယ်အဲ့ဒီကမှတစ်ဆင့်ချင်းစီကျွန်တော်တို့ခြေလမ်းတက်ပြီးတော့တွေ့ဆုံဆွေးနွေးမှုတွေနောက်တစ်ခေါက်ပြုလုပ်တော့ဖို့လေးရှိပါတယ်ဆိုတဲ့ဟာကိုပဲကျွန်တော်ဖြေချလုပ်ပါတယ်ကျေးဇူးတင်ပါတယ်